လုံးပဲမင်္ဂလာပါအန်တွန်းခေါင်းနဲ့အင်ထရိုလေးတိကြည့်အောင်ပါသစီနောက်ပြီးကြည့် slash ပေါ့ရင်းဆောင်ပြီးလို့ရေးပါမယ်နောက်ပြီးတော့ G minor နောက်ပြီး A7 နောက်ပြီး D minor နောက်ပြီး F minor နောက်ပြီး G7 အဲ့လေးကိုစတာ1 U 0 1 1 3တော့ဒီလိုလေးတွဲဤနှုံနဲ့ပိုးကျိုနှစ်ကွက်နဲ့တွဲမှာ C တီးလိုက်မှာပါဒီမှာပိုးကျိုနဲ့1ကျိုနဲ့ဟာဇုံတီးမယ်နောက်ပြီးတော့3ကျိုနောက်ပြီးတော့1ကျို3ကွက်ရယ်ဒီမှာ4ကျိုလွတ်ကျိုရယ်1ကျို1ကျိုရယ်နောက်ပြီးတော့5ကျိုက3ကွက်ရယ်1ကျိုလွတ်ကျိုရယ်နောက်ပြီးတော့1ကျို3ကွက်ရယ်5ကျိုက2ကွက်ရယ်4ကျိုလွတ်ကျို3ကျိုလွတ်ကျို2ကျိုနံပါတ်3ကွက်နောက်ပြီးတော့1ကျို3ကွက်3ကွက်ကနေနောက်ပြီးတော့ base ကဒီမှာ B flat ပေါ်6ကျိုနံပါတ်6ကွက်4 3လွတ်ကျိုတွေကောက်မှာ3 4နောက်ပြီး A7 မှာနောက်ပြီးဒီမှာနော်5ကျိုးနဲ့ပြိုင်နောက်ပြီး4ကျိုး2ကွက်3ကျိုးလွတ်ကျိုးနောက်ပြီးတော့5ကျိုးက2ကွက်ရယ်2ကျိုးကနံပါတ်3ကွက်ရယ်နောက်ပြီးတော့ဒါ A ပါပဲနောက်ပြီးတော့ D minor ဒီနားလေးဒီမှာ1ကျိုးလွတ်ကျိုးနဲ့ဒီမှာ4ကျိုး1ကျိုး3ကျိုး2ကျိုးနောက်ပြီးတော့ F minor ဒီမှာနံပါတ်8ရယ်နံပါတ်10ကိုရယ်နံပါတ်9ရယ်1ကျိုးလွတ်ကျိုးပေါ့နောက်ပြီးတော့4ကျိုး18ဒီမှာ3 2G7 သွားမှာဒီမှာနံပါတ်3ကွက်6ကျိုးရယ်1ကျိုး3ကျိုး2ကျိုးလွတ်ကျိုးဒီမှာ5ကျိုးလွတ်ကျိုးနဲ့နံပါတ်1ကျိုးကနံပါတ်2ကွက်နဲ့နောက်ပြီးတော့1ကျိုးကနံပါတ်1ကွက်ရယ်ဒါနံပါတ်2ကွက်နောက်ပြီးတော့1ကျိုးလွတ်ကျိုး3ကျိုးလွတ်ကျိုး2ကျိုးလွတ်ကျိုးဒီမှာ3ခွက်ရယ်1ကျိုးလွတ်ကျိုးရယ်နောက်ပြီးတော့2ကျိုး3ခွက်ဒီမှာ2ကျိုးနဲ့4ကျိုးနဲ့ပြိုင်နောက်ပြီးတော့3 4 3စာဆုံးနေလေးတိကြည့်အောင်
intro လေးပါအားလုံးပဲအဆင်ပြေကြပါစေ